မင်္ဂလာပါရှင်အားလုံးကျမချမ်းသာရင်လုံးဆိုင်ဝိုင်းအေဂျင့်ကြပါစေမိမိထက်ပေါ့နော်ဒီနေ့ကြက်ဥမိမိထက်တို့စီမာဆေးတွေချပြီးအရင်ဆေးဆိုရင်6ချက်ကျော်အခု9ချက်နဲ့ပြန်ရတာအရန်ဝမ်းတာ18လုံး9ချက်အဲ့ဒါအများကြီးပဲမှာ3ကတ်တောင်ဝယ်ချလာလိုက်တယ်အဲ့တော့ကြက်ဥမရှိရင်မဖြစ်ဘူးကြက်ဥစားတယ်မိထက်တို့ကလေတားချစ်လဲစားတယ်သူ့ဖေးလဲစားတယ်မိထက်လဲစားတယ်အဲ့တော့ဒီမှာကြက်ဥရဲကောင်းတဲ့ကြက်ဥလေးပေါ့နော် Costco ကသွားတဲ့ကြက်ဥကလုံးဝမရှိဘူးအဲ့တော့ဒီမှာ9ချက်ကျော်9ချက်နဲ့12ပြားဆိုတော့ very good တော်သေးတာပေါ့နော်အရင်က9ချက်ကျော်ဆိုဝယ်လိုက်တနင်တဘိုးတွေဖြစ်တာအဲ့တော့3ကတ်တောင်ဝယ်လာလိုက်တယ်ကုံစိမ်းနှုံးတွေလည်းမြန်ကြပြီးတော့စားနိုင်တောက်နိုင်တော့ကြက်ဥကအိမ်တိုင်းစားတာကြက်ဥကလေဟိုအများကြီးစားကြတာပေါ့နော်ဘိုးတွေဆိုအများကြီးစားကြတာအခုတလောတွေကဈေးတွေတက်တော့လေနင်းနဲ့ကြက်ဥဝယ်လာတာလေအဖိုးကြောက်ကမေးတာမေးထက်ပေါ့ဟုတ်တယ်လို့ပြောကြက်ဥဘယ်လောက်လဲ9ချက်ကျော်ဟာစိတ်ကြီးဆိုးသွားတာလေဟာမွေးစားတော့ကွာတဲ့တို့ဈေးကြီးနေတာတဲ့အဲ့လိုပြောသွားတာ9ချက်နဲ့ပြန်ရပါပြီရှင်နောက်တစ်ခါမေးထက်စားချင်နေတဲ့အရာလေးကဒီမှာဒါလေးကgarlic and herb ပေါ့နော်garlic လေးနဲ့တို့ကလှုပ်ထားတာဒါလေးနဲ့တို့စားတဲ့ဟာဒီမှာcracker လေးနဲ့တို့စားတဲ့ဟာအဲ့ဒါလေးကိုစားချင်နေတာကြာပြီစားကြည့်မယ်နော်စားကြည့်မယ်ကွာ cracker လေးနဲ့တို့စားတဲ့ဟာဒီထဲမှာကြည့်ပြီနော်ဒီတော့ chicken ပေးကြတဲ့မမတွေတီတွေအားလုံးကျေးဇူးတင်ပါတယ်ဘောရမ်းကြတယ်မမတွေတီတွေကိုတငယ်ချင်းတွေရမ်းကြော်ရပေါ့နော်ပုံမှန်လဲငယ်ချင်းမိတ်ဆွေတွေနဲ့အဝေးမှာဆိုတော့ဒီလို chick ပေးကြတာအရမ်းပျော်တယ်ဒီမှာစားကြည့်ကြိုက်တယ်ပေါ့နော်ဒါဒီလိုစားရတာကိုကြိုက်တယ်ရတာကတော့ဟို garlic နဲ့ပုံလုံးလောက်ထားတာဆိုတော့ cheese နဲ့ပေါ့နော် cheese နဲ့စားကြည့်ပိတ်အောင်မယ်ရော့စားကြပါဦးကောင်းတယ်လေရော့ခရမ်းညင်သီးတွေပါထည့်လဲကောင်းတယ်အဲ့လေနောက်မှထည့်စားမယ်စားကြပါဦးဝိတ်ချရပါကောင်းတယ်ကော်တေးချီစနဲ့ဂါလိရတာ